စီဖြည့်လို့ရပြီလားစီဖြည့်လို့ရပြီလား92တို့95တို့ရပြီနော်ဈေးတက်သွားလဲပါ100ကျော်လောက်တက်အဲ့လိုပဲတက်ကျေးဇူးပဲနော်စီဖြည့်လို့ရပြီပြီးခဲ့တဲ့2ရက်လောက်ကစီအယောင်ပိတ်ထားတယ်ပြန်ရပြီဆိုတော့โอเคပေါ့ကျွန်တော် training သွားပြတာပြီးရင်ကျွန်တော်ကိုမင်းစီသွားမယ်ကိုမင်းစီဆိုတာKM bike shop ကျွန်တော်တို့ဒီကန်တော်ကြီးထဲမှာဖွင့်ထားအဲ့မှာ shopping ပစ္စည်းတွေရှိတယ်ကျွန်တော်အဲ့တလုံးကိုသွားကြည့်ချင်တာဗျာအခုကရှိသေးလားမရှိလားတော့မသိဘူးကျွန်တော်ဖုန်းတော့ကြိုမဆက်ရသေးဘူးပြီးခဲ့တဲ့ကြိုက်ထီကိုမသွားခင်တော့ကျွန်တော်ဖုန်းဆက်ထားတာအဲ့လေးနဲ့သွားမယ်ဒါပေမဲ့အဲ့တော့မဝယ်ဖြစ်လိုက်ဘူးဗျာတဲ့ဟိုကအဲ့လေးတော့ကြည့်ကြတယ်ဒီတီတော့ပြပြီးသွားရင်ကိုမင်းစီသွားမယ်
Morning. Sini ada ni ya tu kau. Ya tu kau ni. Morning. Morning. 拉过来一点。ကျွန်တော် client နေရော 好，你看一下。 ညောင်းသွားပြီလား Hey Hello မြန်မာပြည်ရောက်နေပြီ။ ဘလို့လည်းထည့်မယ်နော် Okay Okay Bye 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 ဟိုပီတီပြတော့ပြီးပြီ Okay စပိန်ဆိုင်သွားမယ် Okay let's goမင်းတွေကိုမထည့်ရဘူးလေကွာ ဟ
ရောက်ပြီကိုမင်း Hello ကိုမင်း လေမတွေ့တာကြာပြီ ဟုတ်ပါကိုမင်းစီလာတာကျွန်တော် surprise လုပ်တယ်ကျွန်တော်ဖုန်းမဆက်ပဲနဲ့ဒါကန်တော်ကြီးထဲမှာရှိပါတယ် KM Bike Shop ဒါရန်စပိန်နဲ့ပတ်သက်တဲ့ pass တွေအကုန်ရှိတယ်ဒါကျွန်တော်ကရဝေးနားမှာပေါ့ကရဝေးနားဝင်ပါဦးစပိန်နေရှိတယ်ကိုမင်းလာလေကိုမင်းကျွန်တော်ဟိုတစ်ခေါက်ကမေးအိတ်ကကြံသေးလား ဒီတလုံးကြံပြီ အော်အေးကျွန်တော်အမှန်တော့အဲ့အိတ်ကိုဒါကြည့်တာကိုမင်းကိုကျွန်တော် surprise မိုက်ရှေ့ဒီကတကယ်ရှေ့ တကယ်မိုက်တယ်အော်ဒီပါဒီကော ဟုတ်တယ်ဒီရော မိုက်တယ်ကိုမင်းစပိန်မစီဘူးလား ဒီနေ့ကလည်းကိစ္စလေးရှိရတယ်မစီးပြည့် ဆေးဖြူတော့လို့ကျွန်တော်ရဲ့မိတ်ဆွေကိုမင်း KM Bike Shop ကျေးဇူးပါ Okay တော့ view ကတော့ share ပဲเนาะ share ကဲအဲ့ဆိုတော့ရယ် တဒါ တဒါနောက်မှတွေ့မယ်တောင်းပြီနော်ကိုမင်းဟုတ်ဆိုရင်အခုအိမ်ပြန်မယ်အိမ်ပြန်တော့မယ်ကိုမင်းဆိုင်လေးကမလဲစုံနေတဲ့ပစ္စည်းတွေကျွန်တော်လိုချင်တဲ့အိတ်လေးတော့တွေ့ဝယ်ဖို့ plan ချလာအောင်ကဲအဲ့ဆိုရင်ဒီဗီဒီယိုကဒီလောက်ပဲเนาะနောက်ဗီဒီယိုတွေမှာထပ်ဆုံမယ်ဘိုင်ဘိုင်အိမ်ပြန်တော့မယ်တတာ